ဆရာတော်ရှင်သူမြတ်ကြီးဖေဟာဦးနုနှလုံးသားဓမ္မစုတင်တဲ့ကျောင်းမှာကေကြီးကျောင်းသူလေးတပည့်တော်မမအိရှိရှင်ကအားတရားကျောင်းတွင်ပြုတော်မူပါအရှင်ဖေဟာဘဂဝါစီနာဝါဂီတာဘာသာယကာယဝနိယဣမလောကမုပါကာတိတန္တောဒေတေတုမုတ်တိယဝါဂီတာဇဂယယပမတောနာမချုံမြဘလိုရအောင်သောတမြတ်စကားတရားဖြစ်စေခွဲဝေချင်းစာဝါစာစိတ်ရကုန်တော်ရှိတော်မူသောဇီနာအာလဝကဝကပြမနာလာဗီရိစာတိမြတ်စွာခွဲစကားတို့၌အမြဲတမ်းအနိုင်ယူအောင်နာမူညွန်ဖူးတို့ဖြင့်ကိုမျိုးပေကြအိုးကျေးဇူးတော်ရဲ့ရှင်တော်မြတ်ဖရာဘဂဝါရှုံးမြလို့မဆုံးငကိုယ်တော်လုံးချက်တရေလက္ခဏာတော်တွေမုံချေသည်ဖုံးကျွေးထိုးထားရှင်တော်မြတ်ဖရာသည်ဝါဂီတဝါဂီတောစကားဝကြအကွက်လှအောင်မွေဟာညွန်ကြစကားနိုင်နေပြိုင်မကင်းတော်မူသည်ဖြစ်၍တာယဝနိယချိုအေးစိတ်ဤအစီရှုံးဆုံးအကားဖို့ဖဲနိဗ္ဗေတရဏသဖြင့်တဘာဝတိနေသာရရှိပေချသောဘာသာယမယောလို့မတိလို့အစုံနှစ်ဖက်လို့စင်ရဲဝတ်ချုံငိမ့်ရဲ့အတိညာတေဟောဖို့မြင့်မြတ်သောတရားတော်စကားတော်တို့ဖြင့်
မြင့်မြတ်သောတရားဒေသနာတော်ကိုနောမှာကံဝါဒနာပါကိယမကဝေရာဝေနေယစရေသူတိယံမြောဖယားတပည့်တော်မတို့အားဒေတေတုဂယုဏရှိထားမြတ်တာအား